วันมาพัฒนาส่งยังมาดูเนี่ยอันไหนเบกัวจอจีกะอเลโทเนี่ยเพื่อนเลือดยาอยู่เป๊กเหตู้เนี่ยเปลี่ยนแพะเจแปนไฟตามูกาซิโตโกดูที่อาชีมาเบอเลโทเคโอเนี่ยอันไหนยาอยู่แค่บาบี จอจีกะตู้ရဲ့ပွဲဦးထွက်မှာတဲ့စွမ်းဆောင်ရည်ရောပါဝါကတော့အတော်အားရစရာကိုပြသနိုင်ခဲ့ပါတယ် จอจีกะพัฒนาอาชีมาเทกามูกาโกเนจินเกดีอมังสินยีขันยาเอาอัตาซีกะซากีดูที่อาชีมาเลยเนจินเกดียาอยู่กีที่เคโออเลโทเนี่ยอันไหนยาเกดาบา ဖက်တက်ရောက်ပြီးတွက်လက်မှုရောပါဝါပါအများကြီးတိုးတက်လာလေမြင်ပါတယ်ကြော်ကြီးဟာစာချုပ်ရဖို့အလားအလာများစွာရှိနေပါပြီ flying weight ဒါဆိုပို့ပြီးအလားအလာကောင်းနိုင်ပါတယ်နောက်ထပ်3-4ပေါင်လောက်ချနိုင်ရင် flying weight ကစားလို့ရပါပြီကြော်ကြီးအနေနဲ့အလဲထိုးအနိုင်ပွဲကိုသူ့ရဲ့အခုပွဲဦးထွက်မှာရယူနိုင်ခဲ့တဲ့အတွက်လွန်ကိုဝမ်းတာဂုဏ်ယူရပါတယ်မြန်မာပရိသတ်တွေလည်းစောင့်မျှော်ခဲ့ရကြအားပေးရကြမြတ်တယ်ဆိုရမှာပါ2026ဝမ်းရဲ့မြန်မာတွေရဲ့ပထမဆုံးပွဲမှာအလဲထိုးအနိုင်နဲ့စဖွင့်လှစ်ပေးခဲ့တဲ့ကြော့စွာဝင်းဆက်လက်အနိုင်ပွဲတွေရယူနိုင်ဖို့ဆုတောင်းပေးပါတယ် MMA လောကရဲ့နောက်ဆုံးရ inside story တွေကိုဆက်လက်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်